အားလုံးပဲမင်္ဂလာပါခင်ဗျာ Fiaker Channel ကနေကြိုဆိုလိုက်ပါတယ်အခုလိုဖြစ်မှန်တရေဇာတ်လမ်းလေးကိုစဉ်ဆက်မပြတ်နားထောင်နိုင်မှုအတွက် Channel လေးကို Like and Subscribe လုပ်ထားပေးပြီးဘေးက Notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ထုံးစံတိုင်းဇာတ်လမ်းလေးကိုစလိုက်ရအောင်ပါလေတော်ရွာမှာဘာကြီးတော်ဆိုမတီးတဲ့လူမရှိဘူးရွာကြီးအောင်ဖြစ်တဲ့အပြင်အတော်လေးလူချစ်လူခင်များတယ်စကားပြောဆိုတတ်ပြီးအလိမ္မာပါတော့ဩဇာလည်းညောင်းတယ်ရှေးရေးဆိုင်တဲ့ကိစ္စမျိုးရွာမှာဖြစ်လာရင်တော့ဇာရှာမဲလာဖမ်းမယ်ဆိုတဲ့အကြောင်းကိုဘာကြီးတော်ကိုအရင်လမ်းပြီးအကြောင်းကြားလိမ့်ရှိတယ်ရံပွဲတွေဆိုရင်လည်းဘာကြီးတော်ကဟဲလိုမှန်လိုက်ရင်ပွဲတွေမင်းငိမ့်မယ်ဘာကြီးတော်ရဲ့ခြံကြီးကရွာလေပိုင်းမှာရှိတာခြံထဲမှာတီးပင်စားပင်ဟင်းစားပင်တွေလည်းရှိတဲ့ပြင်နှွှက်ရှည်ပင်ကြီးနဲ့အရေးအဝါသားလည်းကောင်းကြီးတန်ငတ်တန်နေနဲ့တကယ်ကိုစေးလေရှိစီရဲ့ချင်းကြီးပေါ့။ဘာကြီးတော့ကတော့ချင်းကြီးမှာသား2ယောက်သမီး2ယောက်နဲ့အေးစီစီပဲနေကြတာ။ဘာကြီးတော့ရင်ကအမြဲလူဝင်လူထွက်မပြတ်ဘူး။နေလေထမင်းစားပေးခြင်းဆိုရင်အရင်ထဲကလူကြီးပိုင်းတချို့နဲ့လူလက်ပိုင်းတွေကဘာကြီးတော့စီကိုလာပြီးတော့ရက်ချောင်းရွာချောင်းရှင်းအောင်နောက်ပြစ်တွေပြောကြရင်နွေးချမ်းလာတော့လေးရှိတာကထုံးစံတစ်ခုလိုဖြစ်နေပြီ။အဲ့လိုချင်းဆိုရင်ခြံထဲကခေးပင်အောင်မှလူဆုံးတယ်တချို့ကလည်းကိုပြပေါ်မှာထိုင်တချို့ကလည်းတက်မြင့်ပေါ်မှာထိုင်ရင်စကားလက်ဆောင်ကြလေးရှိတယ်ခရီးပင်ကြီးကလူ5-6ရက်လောက်ဖတ်စာတီကြီးရဲ့ပင်ကြီးဆိုတော့အုံဆိုင်ပြီးအရေးလဲတော်ရတာပေါ့ဘာကြီးတော့သူ့ခြံထဲကအသီးနှံပန်းမှန်အကုန်ကြိုက်တဲ့ဟာကြိုက်တဲ့လောက်ကူပဲဘာကြီးတော့ခြံထဲတစ်ခေါက်ရောက်လို့ကတော့အရင်ဟင်းတစ်ခွက်စာလောက်သီးနှံကတော့မရသွားတဲ့သူဆိုတာမရှိဘူးတချို့ဆိုခြံဝကနေဘာကြီးကစုံရခိုးမယ်လို့အဘကြီးမြို့သီးစိမ်းလေး5-6တော့လိုချင်လို့စားသဖြင့်အတန်ပေးပြီးဝင်ကူးသွားကြတာပဲဘာကြီးတော့လည်းနည်းနည်းမှနှမျောတွန့်တူတဲ့သူမဟုတ်ဘူးကြိုက်တဲ့လောက်ကူးဆိုတာကြီးပဲလာကူးတဲ့သူတွေထဲမှာမှဘာကြီးတော့ခြံထဲအမြဲဝင်ထွက်သွားလာနေကြမဲခင်ကအသက်25ဝန်းကျင်လောက်ရှိသေးတဲ့မင်းကလေးပဲမဲ့လောကဓာတ်ကြောင့်ရှင်းရင်းဆွဲတတ်ထပ်ပိုကြီးတယ်လို့ထင်ရတယ်မိဘတွေကလည်းမဲခင်ငငယ်လေးတွေကအလုပ်ဆိုပြီးမြို့ကိုထွက်သွားတာအခုဒီဘာသတင်းမှမကြတီလားရှင်လားလည်းမသိရဘူးမဲခင်ကတော့ရွာမျိုးတွေအိမ်မှာပဲအဆူဆဲခံမညာမတာခိုင်းခံရင်ပေဒီဘောကနေကြီးပြင်းလာခဲ့ရတာပေါ့အလုံးနဲ့မဲခင်ကဘာကြီးတော်ရဲ့ channel ကစုံရွက်ချမောင်ရွက်ဘူဒီခရမ်းစီကမုန်းချင်းဟင်းနုနယ်စားတဲ့အရွက်တွေကိုခုပြီးရွာနီးကျုံးဆက်တွေမှာဈေးလေရောင်းတယ်ဘာကြီးတော်ကလည်းမဲခင်ရဲ့ဘွားကိုတနာတော့ channel ကဟင်းသီးဟင်းရွက်တွေမဲခင်ကြိုက်တဲ့လောက်ကိုတခေါမှမဟန့်ခဲ့ဘူးအဲ့လိုစီဒနာကောင်းလို့လာတော့မသိဘူးဘာကြီးတော့အသက်အရွယ်နဲ့မလိုက်အောင်ကိုပဲကျမ်းမာရေးကောင်းပြီးတော့ခြံကြီးကလည်းဘာပင်မဲ့ဆိုင်ဆိုင်အရန်မဖြစ်တော့နဲ့မဲခင်ကတော့ဘာကြီးတော်တို့သားဖားတွေအတွက်ဒီနေ့ဟင်းတစ်ခွက်ပုံမှန်ပို့ရှာတယ်ဟင်းဆိုလို့လဲဟင်းကောင်းတော့မဟုတ်ဘူးဘာကြီးတော်စီကကူးသွားတဲ့အတီးရွက်တွေကိုပြန်ချက်ထားတဲ့အရန်ဟင်းလေးတွေပဲပြောရရင်တူကစီဒနာတူကမြတ်တာပေါ့အဲ့ဒီလိုနဲ့ဇလန်းရဲ့အစားကအဲ့ဒီရပိုင်းမေခင်ဈေးအောင်မထွက်သလို channel လေးတိတ်မလာဘူးရှန်နေနေကြတော့မှနေခင်းနေဘူးကြီးရဲ့ဘာကြီးတော်စီကိုလာပြီးတော့အဘတမိစံပြရွာပဲသွားစရာရှိလို့အဲ့ဒါရှန်နေနေကြမှာမလို့ဘာကြီးကိုလာနှုတ်ဆက်တာလို့ပြောတယ်ဘာကြီးတော်ကလည်းအေးညီနေလေရွာကဘလောက်မှမဝေးတာကိုဘလောက်ကြာမှမလို့နှုတ်ဆက်နေတာတော့ဆိုပြီးတော့ပြန်ပြောတယ်မေခင်ကတော့ဘာမှမပြောပဲခက်ပြုံးပြုံးနဲ့သွားပြီနော်အဘဆိုပြီးအိတ်ဆုပ်လေးကိုလွဲနေဘူးတက်တောင်တပတ်ချမ်းကိုကောင်းမတင်ပြီးတော့ထွက်သွားတယ်အဲ့လိုနဲ့တပတ်လောက်နေတော့နေ့လယ်7 နာရီလောက်မှာဘာကြီးတော့ခေးပင်အောက်ကကုတ်ပြမှာတမေးအိတ်နေတာမနက်ဆို9 နာရီလောက်ကလေးကထားတဲ့သူဆိုတော့7လောက်ဆိုရင်ဘာကြီးတော့တရေးပြန်အိပ်ပြီးရင်နေ့လယ်သားစားစကားဝိုင်းထိုင်ပြီးအချိန်ကုန်ရောအဲ့လိုအိတ်နေတော့အဘဆိုပြီးဘေးကနေကန်နိုးတဲ့တန်ကြောင့်ဘာကြီးတော့လဲဟေးဆိုပြီးမျက်လုံးဖွင့်ကြည့်တယ်အရန်အိတ်ချင်းနေတော့မျက်ခုံတွေကလည်းလေးနေတာကြည့်လိုက်တော့ဘေးမှာမဲခင်အမြင်လေးဝါနေတာမလို့တေချာမြင်ရတာမဟုတ်ပေမဲ့မြင်ဘူးနေကြသူဆိုတော့ပုံစံဖမ်းမိတာနဲ့ဘသူဆိုတာသိတယ်အေးသမီးဘာကိစ္စတော့သမီးဒုက္ခရောက်လာလို့အခုနေစရာလည်းမရှိလို့ဘာကြီးခြံထဲမှာနေကြလို့လေအလကားမနေပါဘူးသမီးခြံကိုစောင့်ရှောက်ပေးပါမယ်ခြံထဲနေတာကဟုတ်ပါပြီကြီးကနေစရာဘယ်လိုလုပ်မှာတော့သမီး
ဟိုနားမှာနေလို့ရရင်နေမယ်အဲ့လိုပြောပြီးချန်ချင်ရင်ဘက်ကငပြောပြီးဘက်ကိုလက်ညှိုးထိုးပြတယ်အဲ့ဒီဘက်မှာကထင်းနေထားတဲ့တဲရှိတော့တဲထဲမှာနေမယ်ပြောတယ်ထင်ပြီးဘာကြီးတော့လဲအေးညီးစင်မြင်နေလေးလို့ပြောလိုက်တယ်အဲ့ဒီမှာနေမေခင်ကဟုတ်ပါကျေးဇူးနော်အပိုင်အချင်းပြန်ရလို့ရပြီလို့ပြောလိုက်ရောဘာကြီးတော့လဲအိတ်ဆေးပေးခံလိုက်ရတယ်လို့ပြန်ပြီးအိပ်ပျော်သွားတော့တာပဲနိုးလာတော့ဘာကြီးတော့သူ့သမီးကြီးမအောင်မေးတယ်ဟေးညို့မေခင်ဘယ်ရောက်သွားပြီလဲဟင်လာမလာတာဖေရဲ့ဟာခုနက9000စကားပြောနေသေးတာ哦မလာဘူးဖေသမီးအဖေအိတ်ကလေးကမာလကာပင်ဒီဘက်မှာအတီးရိပ်ဆွတ်နေတာဘယ်သူမှမလာဘူးအဖေအိမ်မက်မက်နေတာနေမှာပေါ့လို့ပြောတယ်ဒီတော့ဘာကြီးတော့လဲအိမ်မလားတကယ်လားနည်းနည်းပြေဝေသွားတယ်တကယ်လည်းမေခင်ရှိမနေဘူးဆိုတော့အိမ်မက်လိုပဲလက်ခံလိုက်ရတယ်အဲ့လိုနဲ့9ရက်လောက်နေတော့မေခင်ဆုံးပြီဆိုတဲ့သတင်းကိုကြားလိုက်ရတယ်ဆုံးတာက4ရက်လောက်ရှိပြီသတင်းကကူးမှရွာကိုရောက်တာကိုဝင်ဖြတ်ချလို့ဆုံးသွားတော့မလို့ရွာတွေကမေခင်သတင်းကဟိုးလေးကြော်ကြော်ပဲဆုံးတဲ့သတင်းတော့မှတကယ်ဟုတ်လားမဟုတ်လားမသိရတဲ့တင်းပြင်းနေရလဲပါလာတယ်မေခင်ကဈေးအောင်ရင်းနဲ့တခြားရွာအိမ်အောင်ငယ်ယောက်ျားနဲ့ကြိုက်တဲ့အကြောင်းလုံကြီးသူတွေဖြစ်ပြီးကမှအဲ့ဒီယောက်ျားလက်ဆောင်သွားလို့ပိုက်တလုံးနဲ့ကြံခဲ့ကြောင်းဒါကြောင့်လက်ကောင်ဖော်မရတဲ့ကိုဝင်ကိုဖျက်ချရင်ဆုံးသွားတာဖြစ်တဲ့အကြောင်းစသဖြင့်အဆုံးပေါ့ဘာကြီးတို့ကတော့မေခင်သတင်းတွေကိုကြားပြီးခေါင်းတရရနဲ့တပြင်းမှန်းချမိတယ်မေခင်ဆုံးပြီမဲ့မေခင်ရဲ့ဇလန်းကမဆုံးနိုင်သေးပဲဆက်ဖို့ဖြစ်လာတယ်ဒီလိုနဲ့တရက်မနန်းစိုးကြီးဘာကြီးတို့မျက်နှာတင်နေတော့မှပဲငါပြောပင်အောင်ဘက်ကနေအဘာလို့လှမ်းခေါ်လိုက်သလိုအတန်မျိုးကြားလိုက်တယ်ဒါနဲ့ပဲလှမ်းကြည့်လိုက်တော့မေခင်ကိုဖြတ်ကနေတွေးလိုက်တာအဲဒီကနေစပြီးခြံထဲမှာဟိုနားရိတ်ကနေဒီနားရိတ်ကနေတွေတွေ့တာမျိုးဖြစ်လာတယ်တာသမီတိမတိမသေးကြပြီမဲ့ဘာကြီးတော့မြင်ရတာတော့ခဏခဏဖြစ်လာတယ်စိတ်ထဲမတင်မကြဖြစ်နေတော့မှပဲမေခင်ကဘာကြီးတော့အိမ်မက်ပေးလာတယ်သူခြံထဲမှာနေနေတဲ့အကြောင်းစားစရာမရှိလို့အတော်ဒုက္ခများနေတဲ့အကြောင်းအိမ်မက်ပေးလာတာဒါနဲ့ဘာကြီးတော့လဲတနာပြီးတော့စားကြနေကိုမပြောပင်အောင်ဘက်ကိုသွားတုံပြီးပါဇက်ကနေလဲမေခင်ကြီးစားပြီးတော့ဆိုပြီးနာမည်တက်ပြီးတော့ခေါ်ကြွေးတယ်ဒီလိုနဲ့ပဲမေခင်ကိုတနာပြီးဖေးမတဲ့ဘာကြီးတော့ဟာတရေမွေးမှန်းမသိမွေးတယ်လို့ဖြစ်လာတော့တယ်အစာပိုင်းမှာတော့အရေးပြအတန်ပြေတော့ပဲလှုပ်တဲ့မေခင်ကနောက်ပိုင်းမှာတိတိတတ်အစွမ်းပြလာတယ်မေခင်တောင်းညံလာပုံတွေကဒီလိုတရက်ညနေခင်းမှာရွာတွေကဖိုးရေးဆိုတဲ့ကောင်တွေကဘာကြီးတော်ချန်နေလာတာဘာကြီးထင်းကောက်အောင်မဲဆိုတော့ဘာကြီးတော်ကလည်းအေးကောက်ပေါ့ထင်းကောက်နေတော့ထိအဆင်ပြေနေသေးတယ်ထင်းနေအလုံးလောက်ရပြီးတော့ဖိုးကြီးကမပြန်သေးပဲအသီးမီအောင်အကြည့်ရောက်သွားတယ်တီးတီးတွေကအပင်မှာလည်းအများကြီးတင်းနေပြီးတော့အောက်မှာလည်းကျွေရင်ရမှအများကြီးပဲဒါနဲ့ဖိုးကြီးလည်းတလုံးလုံးကောက်မဲဆိုပြီးတီးတီးပင်ဘက်ကိုခြေဦးလဲတော့နားထဲမှာတောက်ခုတ်တန်တို့တန်မျိုးကြားလိုက်ရတယ်ဘေးဘီကြီးတော့လည်းဘယ်သူမှရှိမနေဘူးဒီတော့စိတ်ခင်တာပဲနေမှာပါလေလို့တွေးပြီးအပင်အောက်ကိုသွားပြီးတော့တီတီသုံးလုံးလောက်ကောက်လိုက်တယ်နှလုံးကိုပစိုးကပုံစားရဲထည့်ပြီးအခွန်နဲ့နဲ့အပ်နေတဲ့လုံးကိုတော့ချက်ချင်းခွဲစားမယ်ဆိုပြီးတော့ကြံလိုက်တယ်တီတီအနံ့ကအယံမွေးနေတော့ခွဲမစားခင်နှာခေါင်းသားကပ်ပြီးအနံ့ရှူနေတော့မှပဲဘယ်ကနေဘလို့ဖြစ်သွားရတော့မသိဘူးတီတီကွဲကနှာခေါင်းထိပ်ကိုညက်ပါလေရောလမ်းပြီးစကနေနောက်ဆုပ်ပြီးနှာခေါင်းကိုထုတ်လိုက်ပြီးမယ်နားနှုတ်မလို့တော်တော်ကိုနာသွားတာဒါနဲ့နှာခေါင်းကိုလက်နဲ့ပုတ်နေတော့မှပဲပကုံးပေါ်ကိုတီးတီးနောက်တစ်လုံးကြွေချလာတာမလို့ဖိုးရီထန်းနာသွားပြန်ရောအကောင်မသည်မလို့အချိန်နဲ့ကြာလာတဲ့အခါခံရတဲ့သူကအတော်ကိုနာတာတခုနာလို့မှမပြီးသေးဘူးနောက်တစ်ခါနာတော့အနာပေါ်အနာစိတ်ပြီးဖိုးရီစိတ်တူလာတယ်တီးတီးမင်းကိုဒေါသပုံချဖို့စိတ်ပေါက်ပေါက်နဲ့အပင်မော်လန့်ကြည့်လိုက်တော့အေးဖိုးရီပါဇက်အဟောင်းသားနဲ့အေးကနေပဲအတန်ထွက်နိုင်တယ်တီတီပင်အကိုင်းတစ်ခုမှာသပင်ဖားရနဲ့တရေမှာမဲခဲခါရီထောင်နှလုံးပြူပြီးစိတ်တူနေလိုပုံစံနဲ့လက်ညှိုးကြီးထိုးလာတယ်ပြီးတော့နင်ထင်းကောက်မှာဆိုထင်းမဲကောက်လေလို့အတန်အော်ကြီးနဲ့ပြောပါလေရောအစာကြောင်မိကြည့်နေတဲ့ဖိုးကြီးလဲကြောက်ကြောက်နဲ့လှည့်ပြေးတော့တာပဲဆယ်လမ်းအောင်ပြေးပြီးနောက်လေကြည့်တော့တရေမှာမဲခဲရလဲနောက်ကနေဦးရပါရပြေးပြီးတော့လိုက်လာတယ်ဖိုးကြီးလဲစားပိုင်းတော့ဟာဗျာနဲ့ဘုံဒီပါမဒီလှုပ်ပြေးတာပြီးမှ
ကပုံစားတွေကတီတီနှလုံးပါလာတာကိုသတိရသွားလို့အသီးနှလုံးပြစ်ချခဲ့တော့မှမေခင်ဆက်လိုက်မလာတော့တာအဲဒီနောက်ပိုင်းဘာကြီးတော်ရဲ့ခြံမှာတရေမှမေခင်ရှိနေတဲ့အကြောင်းရွာထဲမှာပြန့်သွားတယ်ဒါပေမဲ့ယုံတဲ့လူတွေကလည်းရှိတယ်လို့မယုံတဲ့သူတွေလည်းရှိတာပေါ့တချို့ကလည်းညဘက်တောင်ဘာကြီးတော်စီငါတို့တွာလာနေတာဘာမှမတွေ့ပါဘူးပေါ့တချို့ကလည်းညဘက်ဆိုဘာကြီးတော်ချောင်းဝါကဝန်းကားနိုင်ပေါ်မှာသပင်ပါးရနဲ့ထိုင်နေတဲ့မိန်းမတစ်ယောက်ထိုင်ဆောင်နေတာတွေ့တယ်လို့ပြောကြတယ်တကူထူးကြတာကဘာကြီးတော်ရဲ့သားသမီး၄ယောက်လုံးတရေမှမဲခင်ကိုအရေးရောင်တောင်မမြင်ဘူးကြဘူးဒါပေမဲ့တခြားစစိမ်းတွေကတော့အချောက်လှန့်ခံနေရတော့မယ်နောက်တစ်ခါကျဘာကြီးတော်တို့ channel မျက်နှာချင်းဆိုင်ကမာအေးလာအဲဒီနေ့ကမာအေးလာရဲ့သမီးကြီးကဖျားပြီးတော့သွေးပေါင်နေကြတယ်သွေးပေါင်နေကြလို့ဆိုပြီးသွေးရောကောင်းအောင်ဟင်းနုံရွယ်ရွက်ကြော်တွေကျွေးချင်လို့ဆိုပြီးဘာကြီးတော်ရဲ့ခြံဘက်ကိုရောက်လာတယ်အရင်ကတော့ဘာကြီး channel လာမယ်နော်လို့ပြောပြီးခိုးရနာဝင်ကိုးပေမဲ့လက်ခင်တရင်တွေကြောင့်တိတ်အရင်မကိုးရဘူးဘာကြီးကျုပ်ဟင်းနုံရွယ်ရွယ်တွေနည်းနည်းကိုးမယ်နော်လို့လှမ်းអော်တော့ဘာကြီးကအေးခုငါတို့မလို့ပြန်ပြောစမ်းကြမှာဝင်ကိုးရတာဒါနဲ့မာကြီးလာလဲကူးတာပေါ့အစားတော့နည်းနည်းကူးပြီးမဲ့လိုရင်ထက်လာနေရမှာဆိုတာနဲ့လိုရတတ်ပို့ပြီးများများကူးလိုက်တယ်ဟဲနုံငယ်တွေကတော်လေးလက်ပြီးမဲ့မာကြီးလာကကောင်းပြီဆိုတဲ့အညွန့်နေကြီးစိတ်ပြီးကူးတယ်ကောင်းမကြီးနည်းနည်းပဲဆိုနားထဲမှာဘီဘီသက်သာကြီးကြားလိုက်တာမလို့မာကြီးလာကြောချမ်းသွားတယ်ဒါနဲ့ဆက်မကူတော့ပဲလှည့်ပြန်မဲ့လှုပ်ပြီးမှအိမ်မှာငရုတ်သီးမရှိတော့တာသတိရသွားပြီးတော့မရုပ်ပင်ဘက်ကိုလက်လန်းနဲ့အလန်းပါပဲအမလီမရုပ်ပင်ကြားရကနေ7နှစ်အုပ်နေတဲ့ကောင်းမမိန်ထွက်လာပြီးအရွက်ပဲကူအရွက်ပဲခူးခဲ့အဲ့လိုအန်ဂျိတ်တန်ကြီးနဲ့ပြောတော့မာကြီးလာလဲငယ်တန်းပေါင်းအော်ပြီးလှည့်ပြီးတော့တာပဲပြေးတာပြေးတယ်အရွက်ချင်းကြီးကတော့ရင်မမှာပိုင်းယူတခါကလည်းခြံရှိမှလာကစားတဲ့ကလေးတွေကခြံတောင်းတရက်ပင်ကနေလမ်းဘက်အကန်းရောက်တဲ့ကိုင်းကတရက်တီးတွေကိုဖက်နဲ့ချို့ထုတ်ပြီးတော့ခူးနေကြတာအတိမကြွေခင်တီးကတော့ဘာမှမဖြစ်သေးဘူးကလေးတွေကလည်းလန်ထူလိုက်မကြွရင်အားမလို့အားများဖြစ်ပြီး online နဲ့ဟုတ်နေကြတော့မယ်နောက်ဆုံးထူပါများလာတော့၄၅လုံးပြုတ်တီးနေတဲ့ခိုင်းကပုတ်ကနေကြွေကြပါလေရောကလေးတွေကကြွေကြလာတဲ့တရက်တီးရွေးကိုကင်ပြီးတော့သူယူမငါယူမနဲ့အဝေမတဲဖြစ်နေကြတော့မှာပဲဟဲ့ဆောက်ကလေးကမင်းကောင်နေရဲဆိုတဲ့အတိုင်းထွက်လာပြီးအပင်ဘွားကနေတဲရီနဲ့လန့်ပတ်တာကလေးတွေဆိုတော့ဘာမှမသိလန့်သွားပြီးမောကြည့်တော့ဘာမှမမြင်တဲ့ကလေးကလည်းမမြင်ဘူးမြင်တဲ့သူတွေကကြတရက်ကိုင်းပေါ်မှာမောင်ရည်ကြီးတွေ့ကြရင်တဲရီနဲ့လန့်ပတ်နေတဲ့မေခင်ကိုမြင်ကြတာမေခင်ကတရက်တန်ရင်းလာလို့တော့မသိဘူးရှာယူတွဲကြပြီးနှလုံးကြီးကိုပြူးရထွက်လို့ဆိုပဲမြင်တဲ့ကလေးကအော်ပြေးကြတော့အမြင်တဲ့ကလေးတွေကလည်းရောရောင်ပြီးအော်ပြေးကြတာပေါ့နေဝင်ကြီးသေးအောင်မှာကလေးတို့ဖုန်ရင်းလေးနဲ့အိုးတောင်းနှင်းဖြစ်လာတော့ရွာထဲမှာတကယ်ကိုပွဲဆူသွားခဲ့တာဒီလိုနဲ့တရေမမေခင်ကရွာထဲမှာနာမည်ကြီးဖြစ်လာတယ်။ဘာကြီးတော့ channel လဲတော်ရုံမလာရဲကြတော့အရင်ကဆိုအတီးခိုင်ကောင်းကောင်းနဲ့ပြုတ်ခဲနေအောင်ဒီရဲ့ငပြောပင်အောင်ဘက်ကလည်းမေခင်နေရယူထားသလိုဖြစ်သွားပြီးခဲ့ကအတီးမတီးတော့ဒီတော့ဘာကြီးတော့လဲတခုခုလုပ်ဖို့စဉ်းစားလာရတော့တာပေါ့အဲ့လိုစဉ်းစားနေတော့မှပဲထပ်ဖြစ်လာတာတကူကဘာကြီးတော့အမရဲ့မြေကြီးဆုံးမြေထင်လင်ကမိမယူပြီးလက်ထပ်ပြီးကစားမှာဖျားစုံပတ်ပွေးနဲ့ဘာကြီးတော်စီကိုအလဲဝင်လာတယ်။၃ ညလောက်အေးပြီးမှပြန်မယ်လို့စီစဉ်ထားကြတာပေါ့။စနေမောင်နှံဆိုတော့လွတ်လပ်လပ်နေလို့ရအောင်ဘာကြီးတော်ကအင်ချင်ရင်ဘက်အဖီလေးထဲမှာပဲနေရာရှင်းပေးလိုက်တယ်။ဘာကြီးတော်ကတော့မဲခင်အကြောင်းဒီလိုငါပြောပင်ရုံဘက်ကိုသွားပြီးတော့မဲခင်အခုလာတာငါမြေးလင်မရနော်။ညီမတောင်းညံ့နဲ့ငါမြေးကိုလည်းငါလိုသဘောထားပြီးဆောင်းလျှောက်သွားတော့ကမပေးနဲ့ဟုတ်ပြီလား။အဲ့လိုမှားထားတယ်။ပထမညာကတော့ဘာကြီးတော်နည်းနည်းသတိထားပြီးစောင့်ပေးနေလို့တစ်ချက်အတန်ပြီးတာလောက်ကလွင်သိပ်ပြီးသိစရာမရှိဘူးဒုတိယညကျတော့ဘာကြီးတော်လည်းအိတ်နေကြတိုင်းစောစောဝင်အိတ်လိုက်တယ်ဒီလိုနဲ့ညရောက်တော့ထင်းလင်းကတော့ရောက်တဲ့နေရာအိတ်တဲ့သူမလို့အိတ်ကျော်သွားပြီမဲ့ထင်းလင်းမိမမေသူကအိတ်ရာပြောင်းလဲကြောင်တော်တော်နဲ့အိတ်လုံးမပြုံးထင်းလင်းကတော့တကူတကောနဲ့ဟောင်းရင်အိတ်နေတော့မေသူလည်းအမြင်ကတ်လာတာပေါ့ဒီတော့အိတ်ပြောင်းနေတဲ့ထင်းလင်းကိုလှုပ်နှိုးပြီးအကူမင်းသူအဲ့လိုမပြောလို့ချော့သိပ်ပါလားဆိုပြီးပြောတယ်ထင်းလင်းကလည်းအင်းဆိုပြီးတချင်းကြီးနဲ့မေသူကောင်ကိုလက်နဲ့တက်ပြီးချော့သိပ်လိုက်သူတချင်းနဲ့သူပြန်ပြီးပြောသွားလိုက်နဲ့အဲ့လိုနဲ့တန်ရလည်းညံ့နေလာတယ်မေသူကလည်းဇွဲမရှုံစိတ်ပေါတိုင်းထင်းလင်းကိုနှိုးပြီး
ချော့တဲ့အောင်ဆိုပြီးတော့ပြောတာတစ်ခေါက်ကြတော့မေသူအတင်းလုံနေတာတောင်ထင်းလင်းကမတိုးတော့မိရတာစကားဝိုင်းမိသလိုဟောင်းရင်းနဲ့နှင်းနှင်းချက်ချက်အိမ်မောကျနေပြီမေသူကလည်းစိတ်ပေါက်ပြီးလက်မောင်းရိုက်လိုက်ဗိုက်ကြောလိန်ဆွဲလိုက်နဲ့လှုပ်တာပေါ့ထင်းလင်းကတော့နာလို့တွန်းကနေဖြစ်တာလွင်မျက်လုံးကိုဖွင့်မကြည့်တော့နောက်ဆုံးမေသူကထင်းရင်းနဲ့ရွက်ကိုအားနဲ့လိန်ဆွဲဖို့ပြင်နေတော့အိုးအီအိုးအဲ့တော့ကောင်မနာကြီးအဲ့လိုအတိုင်းနဲ့သူမေသူကောင်ကိုတွဲရောက်လာပေါ့တယ်လို့ခံစားလိုက်ရတယ်ဒါနဲ့လာတဲ့တန်ကောင်းရင်ပန်းပေါက်စီကိုစက္ကနဲ့မောကြည့်လိုက်တော့ဟင်အမလီဘာကြီးတော့ကောင်းရင်ပန်းပေါက်ပေါ်မှာတက်တနနာထိုင်ရင်းနဲ့မေသူကိုမကြည်ပေါင်းနဲ့ကြည့်နေတဲ့တရဲမှမဲခင်ရဲ့လက်ကြီးကလည်းကျွန်တော်ဘောကနေမေသူရဲ့ကောင်ကိုလှမ်းပွတ်နေရမလို့မေသူလည်းဝရုံးသုံးကားနဲ့ထားပြီးကေပါယူပါနဲ့အော်တာကျွန်တော်ဂျိုးတွေပါပြက်ကုန်ပြီးတော့ကျွန်တော်နဲ့မှလည်းလုံးလိုက်ကြလေလိုက်နေရောထင်းလင်းကလည်းမေသူရဲ့ငယ်သားပေါင်းအော်တဲ့တန်ကြောင့်လမ်းနိုးလာပြီးတော့ဝူဟောဝါတွေထားအော်ပြီးတော့တိန်လုံးစူညမ်းကုန်တော့တာပေါ့အကြောင်းဆောင်တည်သွားတဲ့ပါကြီးတော့လဲတော်တော်ကိုစိတ်တူသွားတာတစ်ခါတော့လာခဲ့တဲ့အမျိုးတွေလာလေတော့မှဒီလိုဖြစ်တာဆိုတော့တော်တော်ပေါ်တာပေါ့ဒါနဲ့ထင်းလင်းတို့ပြန်သွားတာနဲ့ရွာနာတရဲနိုင်ဘေးဆိုတဲ့ဖုန်းကြီးကိုအိမ်သိမ့်ပြီးနေဆုံးကပ်ဖို့လုပ်တယ်မနက်ခင်းကလေးကမပြောဘဲနေကောသားဖာ3ယောက်ခုတ်ချပြတာပြီးတော့ခြံရှိကိုထုတ်ပြီးတော့ပုံထားလိုက်တယ်ဖုန်းကြီးကတော့ရုပ်ဖက်စရာရှိရတယ်ရုပ်ဖက်ပြီးခြံတော့မှလည်းအဆောင်လေးစီးပြီးချပြီးတော့တားထားတယ်ပြီးတော့ဘာကြီးတို့လိုခြံထဲမှာမဲခင်မနေရတော့ပေမဲ့မဲခင်ရဲ့ဇလန်ကမပြီးသေးဘူးရွာရမော်ရင်ကားတွေကမပြောဘူးထုတ်ဖို့မပြောတော့နေယူတော့မဲစင်တယောက်မော်ရင်ကားတဲ့အိမ်မှာတောင်းညမှာရောလားညာကြီးတကောင်မော်ရင်ကားတဲ့အိမ်ထုတ်တန်းမှာရီးလေးခိုးပြီးတော့ပုတ်ပွက်ညံပါလေရောနောက်တော့ကြတော့ဘာကြီးတို့အိမ်မက်ပေးလာတယ်သမီးကိုကြဲပါအောင်ပါဒီလိုမျိုးကြီးမနေနိုင်တော့လို့သမီးကိုအမျှဝေပေးပါဒါတို့ခေါ်ကြည့်ကျွန်တော်ပါဆိုပြီးတော့ပြောတယ်ဒီတော့ဘာကြီးတော့လဲရွာရဲဓမ္မယုံမှာအလူလေးတနိုင်လောက်ပြီးတော့မဲဆင်ကိုအမျှဝေပေးတယ်မဲဆင်သာတို့ခေါ်ခွင့်ရသွားလားမရသွားလားတော့တေချာမသိပေမဲ့အဲ့ဒီနောက်ပိုင်းမဲခင်ဇလန်ကတိတ်မကြားရတော့ဒီလိုနဲ့မဲဆင်ကိုဝင်ပြစ်ချပေးခဲ့တဲ့အနှိမ့်တဲ့စီကနေတဆင့်ပြန့်လာတဲ့စကားကမဲခင်ကကလေးပြစ်မချခင်အတော်လေးတွေ့ဝေနေပြီးမှဖြတ်ချမယ်ဆုံးဖြတ်ပြီးတော့ကျုပ်ကလေးမွေးလိုက်ပြီးမှကျုပ်လိုဒုက္ခရောက်နေမှာဆိုလို့ပြောရှာရတယ်လေမဲခင်ရဲ့ဇလန်ကကြောက်စရာကောင်းတယ်လို့စိတ်မကောင်းစရာတွေလည်းအများကြီးပါပဲဇလန်လေးတော့ဒီမှာရင်ပြီးဆုံးခဲ့ပါပြီခင်ဗျာအဆုံးလေးနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုဖြစ်ရမှန်ဇလန်တွေကိုအမြဲနားထောင်နိုင်မှုအတွက်ကျွန်တော်တို့ channel လေးကိုဆက်လက်အားပေးကြပါအောင်ခင်ဗျာ